မြန်မာပြည်မှာတရုတ်နိုင်ငံကိုစိန်တိုင်းလို့လည်းခေါ်ခဲ့မှုပါတယ်စိန်တိုင်းရဲ့မူလဇစ်မြစ်ကတော့စီနာကနေလာတာပါစီနာဆိုတဲ့စကားကပထမဆုံးတရုတ်ဧကရစ်ရှီဟွန်တီရဲ့ခင်မင်းဆက်ကိုရည်ညွှန်းတဲ့စကားလို့သိရပါတယ်ပကံပြက်ချိန်ကစပြီးကတ်နဲ့ပေါင်းတဲ့တရုတ်ဆိုတဲ့စကားကိုစတွေ့လာပါတယ်ပကံပြက်မွန်ဂိုကျူးကျော်မှုမှာပါလာတဲ့ထရစ်လို့ခေါ်တဲ့တူရကီစစ်သည်တွေကိုအစွဲပြုပြီးခေါ်တာလို့သိရပါတယ်ဒီကျူးကျော်စစ်ကိုရပ်တန့်အောင်မွန်ဂိုဘီယန်ကူပလိုင်ခန်စီကိုဆေလွတ်တဲ့ရှင်တိတာပါမောက်1985မှာရေးထိုးတဲ့ကြောက်စာမှာလဲတရုတ်ဆိုပြီးပါခဲ့ပါတယ်တရုတ်ကိုခေါ်တဲ့နောက်နာမည်တစ်မျိုးကတော့တရက်ပါညောင်ရမ်းခေတ်နောက်ပိုင်းမှာမန်ချူလူမျိုးတွေကိုခေါ်တာလို့ပညာရှင်တွေကပြောပါတယ်တဆိုတဲ့စကားကအလွန်ကြီးမားတဲ့အရာတွေကိုခိုင်းနှိုင်းသုံးဆွဲပြီးတရုတ်တရက်ဆိုတဲ့စကားကရုပ်ရက်နဲ့အလွန်နှောက်ယှက်ထိပါတိုက်ခိုက်လာသူလို့ယူဆကြောင်းဖိုးလက်ကရေးပါတယ်တရုတ်စကားလုံးကိုအမျိုးမျိုးအဓိပ္ပာယ်ဖွင့်ကြပေမဲ့ဒီစကားလုံးမြန်မာပြည်ကိုရောက်နေတာကတော့နှစ်1000လောက်ရှိပြီလို့ဆိုရမှာပါခင်ဗျာ